This speaker ရဲ့ battery ကိုအတက်တက်ကြကြခက်စီမယ်လျှို့ဝှက်ချက်၄ချက်ကိုပြပြထားပေးမယ်နံပါတ်1ချက်2080 rule ကိုတုံးမိရမယ်2080 rule ဆိုတာဘာလဲဆိုလို့ရှိရင်เนาะမိတ်ဆွေရဲ့ speaker ကိုအားကုန်အောင်သုံးမယ်ဆိုလို့ရှိရင်เนาะ0% နီးကောင်မတုံးမယ်နဲ့ 20% နီးမှာခြံထားပြီးတော့သုံးအဲ့လိုပဲအားပြည့်ပြည့်နှွေးမယ်ဆိုလို့ရှိရင် 100% နီးပြည့်မတွင်းနဲ့ 80% နီးပဲတွင်းဒါဆိုလို့ရှိရင်เนาะမိတ်ဆွေရဲ့ battery cycle life ကပို့ပြီးတော့တက်တန်းရှည်စေမှာဖြစ်ပါတယ်နံပါတ်2ချက်မိပိတ်ထားပါ speaker မှာပါတဲ့ light တွေ mini ကိုပိတ်ထားခြင်းအပြင် play တိုင်းကပို့ပြီးတော့ကြာခံလာမယ် battery ကလည်းပို့ပြီးတော့ safe ဖြစ်လာတယ်နံပါတ်3ပူတန်ရှောင်ပါ speaker ကိုနေပူထဲမှာဒါမှမဟုတ်ကားအင်ဂျင်နဲ့ညီရဲ့ကားအတွင်းကမ်းပိုင်းမှာအကြာကြီးမထားခဲ့ပါနဲ့တကယ်လို့အဲ့လိုမျိုးကြာကြီးထားခဲ့မယ်ဆိုလို့ရှိရင်တော့အပူချိန်တွေကလွန်ကဲလာပြီးတော့ battery cell တွေကပျက်စီးသွားစေနိုင်မှာဖြစ်ပါတယ်နံပါတ်4ချက် volume ကို 100% နေထားပြီးမဖွင့်ပါနဲ့ volume ကို 100% နေထားပြီးဖွင့်မယ်ဆိုလို့ရှိရင် battery ကအားကုန်မြန်လိုမျိုး speaker မှာပါတဲ့ woofer ရဲ့အမေးပါးတွေကိုလွယ်လွယ်လေးနဲ့ထိခိုက်စေနိုင်မှာဖြစ်ပါတယ်အကြံပေးချင်တာတော့ volume ကို 70% နဲ့ 80% လောက်ထိထားပေးမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေမှာဖြစ်ပါတယ်ဒီနီလန်းနေနေတာဆိုလို့ရှိရင် this speaker ရဲ့ battery ကအတစ်တိုင်းပဲ performance ကောင်းနေမှာဖြစ်ပါတယ်ထပ်ပြီးတော့တီးလို့တာလေးရှိရဆိုလို့ရှိရင် comment လေးမှာမှန်ကန်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်